ရာဇီးအသင်းဟာ1950ခုနှစ်ကဥရုဂွေးအသင်းကိုကမ္ဘာ့ဖလား၌ရှုံးနိမ့်ပြီးနောက်သက်9နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာမျက်ရည်ကျနေသောသူ့ဖခင်အားကျွန်တော်ဘာရာဇီးအတွက်ကမ္ဘာ့ဖလားတစ်လုံးရအောင်ယူပေးပါမယ်လို့ကတိပေးခဲ့ပါတယ်။ဒါကိုကြားရတော့သူ့အဖေကသူ့ကိုစိတ်သက်သာရာရစေဖို့အတွက်ပြောနေတာလို့ထင်ကာသူ့သားအားသူ့အမေပြောတာကိုနားထောင်ပြီးစာသင်တာကိုပဲအာရုံစိုက်ဖို့ပြောခဲ့ပါတယ်။သူကတော့တခြားလူမဟုတ်ဘဲဘာရာဇီးအတွက်ကမ္ဘာ့ဖလား3ချိန်တိုက်တာယူဆောင်ပေးခဲ့တဲ့ဂန္ဓဝင်ကစားသမားကြီးပီလီပဲဖြစ်ပါတယ်။ပီလီရဲ့ငယ်ဘဝဟာလည်းဆင်းရဲမှုတင်မှုတွေနဲ့အတူကြီးပြင်းလာရကကျောင်းဆင်းပြီးနောက်သူ့မိသားစုအဆင်ပြေစေရန်လမ်းဘေးတွင်ဖနက်တိုက်သည့်အလုပ်ကိုလုပ်ခဲ့ရပါတယ်။သို့တော်ငွေကြေးမရှိခြင်းကသူ့ကိုစစ်မဲ့သည့်ပျော်ရွှင်မှုကိုပေးဆွဲနိုင်တဲ့ဘောလုံးကစားခြင်းကိုဘယ်တော့မှမရပ်တန့်နိုင်ခဲ့ပါဘူး။သူတို့မှာဘောလုံးအစိတ်ဝင်ယူရန်မတက်နိုင်ကြသဖြင့်ပီလီနှင့်သူ့တငယ်ချင်းများဟာခြေအိတ်အဟောင်းများကိုတစ်ထပ်ပြီးတစ်ထပ်ဆွဲအဝတ်ဆောင်များကိုထွတ်သွင်းကာဘောလုံးကဲ့သို့ဖြစ်အောင်ရှင်တော်ပြီးကစားခဲ့ရပါတယ်။ကစားရန်တင့်တော်သောကစားကွင်းမရှိတဲ့သူတို့ကြေးရွာများ၏ဖုန်ထူသောလက်မများနောက်ဖေးလမ်းကြားများနှင့်နှိမ့်သောကွန်ကရစ်အမိုးများအလုံးသည်သူတို့ရဲ့ကစားကွင်းများဖြစ်လာခဲ့ကြပါသည်။ပီလီရဲ့အမေသည်သူဘောလုံးကစားတာကိုစူပူကျိမ့်မောကဖနက်ပေးပြန်တိုက်ရန်တတိပေးလေးရှိပါတယ်။အဖေကြောင့်ဆိုတော့သူ့အဖေသည်တချိန်က professional ဘောလုံးအားကစားသမားတစ်ယောက်ဖြစ်ပြီးမထင်မှတ်ပဲရက်ဆက်သောဖျက်ထုတ်မှုတစ်ခုကနေဒုဆစ်လွတ်သောကသူ့ရဲ့ကလပ်အသင်းကလည်းသူ့ကိုစွန့်ပစ်ခဲ့တဲ့အတွက်ခြေထောက်မကောက်သောဒဏ်ရာဖြင့်ဆေးရုံတွင်အိမ်သားဆေးအလုပ်ကိုပဲလုပ်နေရလို့ဖြစ်ပါတယ်။ပီလီသည်တထဲအိမ်တွင်အိမ်အကူလုံးနေသောသူ့အမေကိုကူညီရန်လိုက်သွားလေးရှိပါတယ်။ထိုနေရာကသူမစားဘူးသောမုံအကောက်စားတွေကိုခိုးစားရလို့ပဲဖြစ်ပါတယ်။ထိုအချိန်တထဲသားများကဝင်လာကဘောလုံးအကြောင်းပြောနေတာကိုပီလီကြားတော့သူတို့ပြောနေတဲ့ဘီလီကိုသမားကိုပီလီလို့မှားပြောမိတဲ့အခါဘောလုံးနဲ့လှမ်းကန်လိုက်ပြီးသူ့အမေရောက်လာတော့သူတို့ကိုတောက်ပန်ကပီလီကိုနောက်တစ်ခါခေါ်မလာတော့ပါဘူးဟုပြောလိုက်ပါတယ်။ပီလီဟာထိုအိမ်မှသတင်းစာတစ်စောင်ကောက်ယူလာကဘာရုလူငယ်ဖလားဘောလုံးကြော်ညာကိုမြင်တော့သူတို့တငယ်ချင်းတစုကစားရန်ဆုံးဖြတ်လိုက်ပါတယ်။ပီလီကဘောလုံးအစစ်သူ့ခြေထောက်ကိုရောက်လာတော့ကန်လိုက်တဲ့အခါအဝေးကိုရောက်တော့ခဲ့ပြီးလွှဲချော်နေခဲ့ပါတယ်။နောက်တစ်ယောက်ကဘောလုံးကိုရင်ဖန်နဲ့ထိလိုက်တော့အသက်ရှူကျက်သွားခဲ့ပြီးကန်လိုက်တဲ့အခါပီလီကောနဲ့မတော်ဆက်ထိကဝင်သွားခဲ့ပါတယ်။သူတို့ဟာတဖြည်းဖြည်းနေသားကြလာပြီးတကိုးပြီးတကိုးသွင်းကနိုင်သွားခဲ့တာလေပြည်သက်တွေရဲ့အပင်မှုအနေငယ်သာရခဲ့ပါတယ်။တစ်ဖက်မှာလည်းပီလီတို့အသင်းနဲ့ဘိုလူရမဲ့တကင်းအသင်းဟာ19 မရှိနဲ့အနိုင်ရရှိထားပြီးပီလီတို့အသင်းကိုဖနက်မပါတဲ့အသင်းလို့လှောက်ပြောခဲ့ကြပါတယ်။ပီလီကငါတို့မှာဖနက်လိုတယ်လို့ပြောကတငယ်ချင်းတစ်ယောက်ကဘေးကပိုက်ဆံနဲ့ဝင်မာလေးပြောတော့ဝဝတောက်တောက်နဲ့ကောင်လေးကမြေပစ်တင်ထားတဲ့ကားတစ်စီးကိုမြင်တော့အကြံတစ်ခုရလာပြီးအလို့သမားများသတိမထားမိတဲ့အချိန်တွင်မြေပစ်တစ်ယောက်တအိစီယူကထွက်ပြေးကြပါတော့တယ်။သူတို့ကိုမြင်တော့ပြီးနောက်ကနေလိုက်ဖမ်းတော့သူတို့ရဲ့အပြစ်မဲ့မှုနဲ့အတူဖြက်လန်းတွေကိုသိနေတော့မြေပစ်အိတ်တွေနဲ့အတူလွတ်လာခဲ့ကြပါတယ်။သူတို့ကမြေပစ်ဝေရင်ဖနက်အလကားတက်ပေးမိဟုပြောဆိုကရောက်ကြတဲ့အတွက်မြေပစ်အကုန်လုံးရောက်ထွက်ခဲ့ကြပါတယ်။ဘောလူဝင်းနဲ့ရောက်တဲ့အခါသူတို့စုဆောင်းမိသောမြေပစ်ဖိုးငွေဟာဖနက်အစုံများသာဝင်နေခဲ့ကြပါတယ်။ဒိုင်လူကြီးကအသင်းကောက်ဆောင်တွေရဲ့နာမည်ကိုကြော်ညာပြီးစန်တိုရာအဖွဲ့ရဲ့ကောက်ဆောင်ရောက်နေတာကိုပါပြောဆိုခဲ့ပါတယ်။ပြိုင်ပွဲစားလို့မိနစ်ပိုင်းအတွင်းမှာပဲတကင်းအသင်းဟာပီလီတို့အသင်းကို2-9မရှိဖြင့်ဥဆုတ်ထားပြီးအချိန်ကြာလာတော့လေးလံသောဖနက်များဖြင့်ကစားနေရတော့ပီလီတို့အသင်းဟာအရင်မောပန်းလာပြီး6-9မရှိအထိဖြစ်တော့ခဲ့ပါတယ်။တကင်းအသင်းကောက်ဆောင်မာဇိုလာကပီလီကိုတစ်တစ်လေးဟုအရွေးတိုက်ပြောတော့ပီလီကဒေါသထွက်သွားပြီးသူ့တငယ်ချင်းတွေကဝိုက်တားလိုက်ရပါတယ်။ပီလီဟာလူအုပ်တွေကြားမှာသူ့အဖေကိုမြင်တော့အားတက်သွားပြီးလေးလံနေသောဖနက်ကိုရွှက်ကလွှင့်ပစ်လိုက်ပြီးသူ့ရှေ့ကိုဘောလုံးရောက်လာတော့ခြေထောက်နဲ့ဖိကမျက်လုံးမှိတ်လိုက်ပြီးဘောလုံးကွင်းတစ်ခုလုံးကိုသူဆော့နေကြရက်ကွက်လို့သဘောထားကပထမဆုံးတစ်လုံးကန်ထည့်လိုက်ပါတယ်။သူ့တငယ်ချင်းတွေလည်းဖနက်တွေခြေဆက်တွေရှက်လိုက်ကြပြီးတော့ပီလီကအမြန်ဆော့ချမပြောကဒုတိယပိုင်း10မိနစ်လိုတော့တဲ့အချိန်မှာပဲပီလီကဒုတိုက်ကနောက်တစ်လုံးသွင်းလိုက်ပါတယ်။ဒီလိုနဲ့သူတို့တငယ်ချင်းတွေဟာ9 ဂိုးအထိသွင်းလိုက်ကြပြီး6-9 ဂိုးနဲ့ရှုံးကအချိန်ပြည့်သွားခဲ့ပါတယ်။ပီလီရဲ့အရေးချင်းကိုသိသွားတဲ့ပရိသတ်တွေကတော့ပီလီနှာမီနဲ့အတူလက်ခုပ်တိကအပေးရှိကျူခဲ့ကြပါတယ်။ပီလီရဲ့အဖေကိုဘောလုံးအသင်းပိုင်ရှင်ကလက်စာပေးခဲ့ပြီးသူတို့အဖွဲ့ကိုတော့မြေပစ်အလုပ်သမားတွေကလိုက်ဖမ်းပြန်ပါတယ်။သူတို့လည်းကြောက်အားတကြီးတောအထိပ်ကိုပြေးသွားကြပြီးပီလီကတော့ဒဏ်ရာရသွားတဲ့သူ့တငယ်ချင်းကိုတွေးကအခေါက်တစ်ခုမှဝင်ပုန်းနေကြပါတယ်။ရုတ်တရက်အခေါက်ပြိုကျလာကထွက်ပြေးကြပေမယ့်ဒဏ်ရာရနေတဲ့ကောင်လေးကတော့မထွက်နိုင်ပဲသူတို့ဆွေးထုတ်တော်လည်းမရတော့ပဲဆုံးသွားရှာပါတယ်။ပီလီကတော့သူ့တငယ်ချင်းဆုံးတာကိုသူ့ကြောက်ပါလို့သူ့အမေကိုပြောနေခဲ့ပြီးအမေဖြစ်သူကနှစ်သိမ့်ပေးကပီလီကတော့လိမ့်လိမ့်မာနေပြီးကြောက်ပဲပြန်တက်ပါမယ်လို့ပြောလိုက်ပါတယ်။ပီလီဟာကြောက်စင်းပြီးနောက်သူ့အဖေနဲ့အတူဆေးရုံတက်ရှင်ရဲ့အလုပ်ကိုလုပ်နေခဲ့ပြီး
အိမ်ပြန်လာတဲ့အခါကျရင်လေသူ့မျက်နှာကအရင်လိုမဟုတ်တော့တာကိုသူ့အဖေနဲ့အမေကသတိထားမိခဲ့ပါတယ်။ဒီနေ့မှာတော့သူ့အဖေကတရက်ပင်ကအသီးတွေကိုခူးပါဘီလီရဲ့ရှင်းမှာဘုံသေးကိုတရက်သီးတွေတွက်ကန်လိုက်ပေမဲ့အချင်းချင်းလေးလျှော်နေခဲ့ပါတယ်။ဘီလီကမထင်မှတ်ပဲအဲ့ဒီဘုံသေးကိုကန်သွင်းလိုက်ပြီးသူ့အဖေမြင်တော့ဝမ်းသာတော့ကအဝေးဆုံးတောက်ကဘုံသေးကိုဝင်အောင်ကန်ပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲပီလီဟာသူ့ရင်ထဲမှာတူလောက်ထောသောဝါသနာကိုဖွင့်ချလိုက်ပါတော့တယ်။ထိုအချိန်မှစ၍နေတိုင်းပီလီနှင့်သူ့အဖေသည်တရက်ပံအောက်တွင်တရက်သီးများကိုအသုံးပြုဘောလုံးထိရင်နှင့်ကန်ရှင်းများကိုလေ့ကျင့်ခဲ့ကြပါတယ်။အစားပိုင်းမှာပီလီကသူ့အရှင်ကိုမထိန်နိုင်ပဲတရက်သီးများကိုကျွေးမွားသောအောင်ကန်မိခဲ့ပြီးလက်လျှောရှင်ဆက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူ့အဖေကအမြဲတမ်းစိတ်ရှည်စွာလေ့ကျင့်ပေးခဲ့တဲ့အတွက်6နှစ်တာအချိန်ကုံဆုံးလာခဲ့ပြီးတက်ကြွသောလူငယ်တူအဖြစ်ကြီးပြင်းလာခဲ့ပါတယ်။သူ့အမေကလည်းသူ့ကိုနားလေသဖွားပေါက်သွားခဲ့ပြီးဘောလုံးအသင်းပိုင်ရှင်ကိုဆက်သွယ်ကနောက်တနေ့သူတို့သားဖပြန်လာတော့နေပြကကြိုဆိုနေကသူ့အမေကိုကြည့်လိုက်တော့ပြုံးပြတာကိုမြင်ပြီးအမေဖြစ်သူကိုပြစ်ဖက်ကတန်တရားစိတ်တွေပြပြောက်တော့ကျေးဇူးပါအမေလို့ပြောလိုက်ပါတယ်။အသက်ဆေးရှောင်းတဲ့အရွယ်ပြီးလေဟာသူ့မိသားစုတစ်ခုလုံး၏မျောလင်းချက်များကိုတိဆောက်ကသူ့အိမ်မက်ကိုအကောက်တွေပေါ်ရင်ထွက်သွားခဲ့ပါတယ်။ဘီလီဟာကစားကွင်းထဲမှာသူဆော့နေကြပုံစံအတိုင်းလေ့ကျင့်တဲ့အခါနေဘက်ဖြစ်သူကမြောက်လို့ဆော့နေလို့မရဘူးမြေပြင်အတိုက်ကစားဆန်းဟုပြောကဘီလီရဲ့ကစားဟန်ကိုပြင်ဆင်ရအတွက်1994ခုနှစ်ကဘာစီကစားသမားများဟာဆန်းကျင်သောကစားဟန်များဖြင့်ဥရောပကျက်တက်သောခင်စင်ကိုမဖောက်နိုင်ပေရှုံးနိခဲ့ရတဲ့ဗီဒီယိုဖိုက်ကိုဖွင့်ပြခဲ့ပါတယ်။ပီလီဟာနေပြပြောပြတဲ့အတိုင်းဥရောပကစားဟန်ကိုနေညမလဲလေ့ကျင့်ခဲ့တော်လေပွေတင်ကိုပေါလွှေလျှော်ကထိရောက်မှုမရှိခဲ့ဘူးဖြစ်နေခဲ့ပါတယ်။ပီလီဟာတညလုံးစဉ်းစားနေခဲ့ပြီးမနေ့ကျတဲ့အခါထုတ်ဖို့ယူကကားဂိတ်ကိုသွားခဲ့ပါတယ်။သူ့ကိုခေါ်ခဲ့တဲ့နေပြကသူချွတ်တော်တာမြင်ပြီးကားဂိတ်ကိုလိုက်တော့ကဘာလို့လဲလျှော်လိုက်တာလဲမေတော့သူကဥရောပကစားဟန်ကိုမတက်မြောက်နိုင်ကြောင်းဘာစီကစားဟန်ဂျင်ကခေါ်လဲမေကစားနေကိုအဆင်ပြေတဲ့အကြောင်းပြောပြတော့နေပြကသူ့ကိုချင်းကအစစ်မှန်ကြောက်ကိုရှင်းပြခဲ့ပါတယ်။16ရာစုအစောပိုင်းကပေါ်တူဂီကိုလိုနီနေရှိသမားများသည်ကျွံပြုတ်ခံရသူများကိုဘာစီကိုခွာဆော်လာခဲ့ကြပြီးထိုကျွံများမှာအရှိုးသည်ညှစ်ပန်းနှိမ့်ဆက်မှုများမှလွတ်မြောက်ရန်ဂျင်ကခေါ်ကာပိုအာရာတိုက်ကစားနေကိုတကိုးတော့အတွက်တီထွင်ခဲ့ကြပါတယ်။ထိုကစားနေကိုဘာစီဘောလုံးကစားနေသို့ထေသွင်းလှုပ်ဆော်ခဲ့ကြပြီးကဘာကြီးကိုလွှမ်းမိုးတော့ခဲ့ပါတယ်။ဒါပေမဲ့ဘာစီအသင်းဟာဥရောပအသင်းကိုဆက်တက်ရှုံးနေပြီးနောက်ထိုကစားနေကိုလက်ဘေးကစားနေတစ်ခုအဖြစ်ရှာနှင်းခံခဲ့ရပါတယ်။ဘောလုံးအသင်းပိုင်ရှင်ဟာပီလီကိုရှင်းပြပြီးနောက်မင်းပါလဲဆိုတာကဘာကြီးကိုတက်တည်ပြဖို့ရွေးရှင်နိုင်တယ်လို့ကားလက်မဲ့ကိုယူပြီးထွက်ခွာတော့လို့လည်းရပါတယ်လို့ပြောလိုက်ပါတယ်။ပီလီဟာကစားကွင်းထဲသို့ပြန်ရောက်လာပြီး3ဂိုးကိုမရှိဖြင့်ရှုံးနေသောအသင်းတွင်ဂိုးမရဖြစ်နေခဲ့ပြီးသူ့အဖေနဲ့နေပြပြောသားစကားများကိုအမှတ်ရကရုတ်တရက်သူသည်ဘောလုံးကိုအကျွမ်းတဝင်ရှိသောတရက်တီတစ်လုံးကဲ့သို့မြင်ရောက်ပြီးခြေထောက်နှင့်ပင့်ကလှပစွာကန်ထည့်လိုက်ပါတယ်။နေပြကသူ့ကိုသဘောကျသွားခဲ့ပြီးဒီလိုထက်လောက်လိုက်ဟုပြောတော့လူလေး9ယောက်ကိုလိန်ခောက်ကတကူပြီးတကူပါဇက်အဟောက်သားဖြစ်အောင်တွန်းပြခဲ့ပါတယ်။နေပြရဲ့ခွင့်ပြုချက်နဲ့အတူပီလီရဲ့စွမ်းသည်ကစားကွင်းတစ်ခုလုံးကိုတောက်ပစေခဲ့ပြီးလူငယ်အသင်းမှ professional အသင်းတို့လျင်မစွာတက်ရောက်နိုင်ခဲ့ပါတယ်။ပီလီဟာသူ့ရဲ့ဆက်ရှုပ်စွာရတဲ့ငွေလေးနဲ့အိမ်အသုံးဆောင်ပစ္စည်းတချို့နဲ့သူ့အဖေအတွက်ရေဒီယိုတစ်လုံးဝယ်ပေးကအဲ့ဒီရေဒီယိုကနေတဆင့်နိုင်ငံကိုစားပြုလက်ရွေးစင်မှာပီလီရွေးရှိခံခဲ့ရတာကိုကြားခဲ့ရပါတယ်။သူမထွက်ခွာမီသူ့အဖေကသူ့ရဲ့ခါတိတဲ့အတွေ့အကြုံများကိုတတိပဲပြောဆိုခဲ့ပြီးမိမိကိုယ်ကိုယုံကြည်ဖို့နဲ့သူ့ကိုအကောက်ဆုံးဖြစ်အောင်ကစားဖို့မှာလိုက်ပါတယ်။ပီလီဟာယုံကြည်မှုအဖြစ်ဖြင့်လက်ရွေးစင်အသင်းသို့ရောက်ရှိလာသောအခါငယ်ငယ်ကပြိုက်ဖက်ဖြစ်ခဲ့သောမာဇိုလာနှင့်တစ်တိုးခဲ့ပြီးနေပြဖြစ်သူကဥရောပကစားဟန်ကိုချစ်နှစ်သက်ကပီလီကတော့ဓာတ်ပုံရိုက်ဖို့နေရာတော့မရရှိခဲ့ပါဘူး။နေပြကပီလီကိုချင်းကစားနေဖြင့်မကစားရန်တတိပေးခဲ့ပြီးကွင်းထဲသို့ရောက်သောအခါပီလီဟာနေပြရဲ့တတိပစ်ချက်များကိုဖျောက်ဖျက်ကသူ့ရဲ့ပုံစံရခင်ကကစားခဲ့တဲ့အတိုင်းကစားတဲ့အခါပြက်ပြက်အသင်းဘွားတယောက်နဲ့တိုင်ပင်ပြီးဒုစစ်ကိုဆိုးရွားစွာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဆရာဝန်ကသူ့ကိုတလားလောက်အနားယူရလိမ့်မည်ဟုပြောခဲ့ပြီးပီလီရဲ့ဒဏ်ရာရသွားတဲ့သတင်းသည်လျင်မြန်စွာပြန့်နှံ့သွားခဲ့ပါတယ်။အားကစားဝေဖန်သူများကရေဒီယိုမှတဆင့်ပီလီရဲ့လမ်းဘေးဘောလုံးကစားဟန်ကြောင့်သူ့ကိုပြင်းထန်စွာဝေဖန်ခဲ့ကြပြီးအသင်းဘွားတွေကလည်းတိုက်ဆိုင်ကသူ့ကိုလှည့်ကျင့်နေခဲ့ကြပါတယ်။ကမ္ဘာ့ဖလားပွဲစတင်
ကြောက်လာသောအခါပီလီသည်အသင်းနှင့်အတူလိုက်ပါခဲ့တော်လေသူ့တင်ရာကလုံးဝမသက်သာသည့်သဖြင့်အဝဲလေးခန့်တိကသာကြည့်ရှုနိုင်ခဲ့ပါသည်။အောက်ဆုဆင့်တွင်ဘာအစင်းသင်းဟာကွာတာဖိုင်နယ်သို့တက်လှမ်းနိုင်ခဲ့တော်လေမာဇူလာပါဝင်အခြားကစားသမားတချို့တင်ရရှိခဲ့ပါသည်။အကျက်တီတွေနဲ့ရင်ဆိုင်နေရတဲ့ဘာအစင်းနေပြဟာဒဏ်ရာတက်တာယုံသာရှိသေးသည့်ပီလီကိုကစားရန်ရွေးချယ်ခဲ့ပါသည်။ဝင်းထဲသို့ရောက်သောအခါပီလီရဲ့တင်းငယ်သောခန္ဓာကိုယ်တိဆောက်ပုံကိုဥရောပပိတ်သက်များကလှောက်ပြောရင်မောခဲ့ကြပါသည်။ TV ပေါ်မှာသူ့သားကိုမြင်လိုက်ရတဲ့ပီလီရဲ့ဖေနဲ့ရွာသားများဟာဝမ်းသာအားရနဲ့အားပေးနေခဲ့ကြပါတယ်။ကမ္ဘာ့ဖလားစင်မြင့်ထက်မှာပီလီဟာအလွန်တုန်လှုပ်ကာသူ့တင်ရရဲ့ကြောက်စင်းနဲ့အတူကစားနေခဲ့ရပြီးဆိုဗီယက်ခံတဲ့ကစားသမားများကြောင့်တိုက်မိကလေးကျနေခဲ့ပါတယ်။သို့တော့ကန်ကောက်စော်နဲ့သူ့ရဲ့အသင်းဖော်များက2 ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ကြပါတယ်။ပြင်သစ်နဲ့ကစားရမယ့်ဆီမီဖိုင်နယ်ပွဲစဉ်မှာပီလီရဲ့ဒုတန်ရာဟာလုံးဝတက်တာပျောက်ကင်းသွားပြီဖြစ်သွားလေသူဘယ်လိုကစားရမှာကိုဝါတာတာဖြစ်နေကပြင်သစ်အသင်းကိုဥဆောင်ကိုပေးလိုက်ရပါတယ်ပထမဖိုင်ပြီးမှာသူတို့ဟာတကိုးကိုမရှိဖြင့်ရှုံးနေနေခဲ့ပြီးအဝဲလေးခန့်တဲ့သို့စိတ်ပြက်စွာလာခဲ့ကြပါတယ်ပီလီဟာတွေ့ဝေစင်းစားနေခဲ့ပြီးသူဒီပုံစံနဲ့မတင့်တော်ကြောင်းမာဇူလာကိုလူစဝင်ပေးဖို့ပြောတဲ့အခါမာဇူလာကငါဟာဘာအစီသားဖြစ်ပြီးဥရောပမှာလက်ကျင့်ခဲ့တာအရင်မှားတယ်လို့ပြောကပီလီကိုငငယ်တုန်းကလှုပ်ပြခဲ့တယ်လို့မျိုးအံ့ဩသောအောင်လှုပ်ပြလိုက်ပါဟုပြောလိုက်ပါတယ်ဒုတိယပိုက်စားတဲ့အခါပီလီဟာပထမတစ်ချက်လွှဲချော်သွားခဲ့ပြီးမာဇူလာကခေါင်းညက်ပြလိုက်တဲ့အခါနေဖျားတပားလိုမှောင်ဝင်သွားပြီးလှပတဲ့ကန်ရှင်းနဲ့အတူကိုသွင်းလိုက်ပါတယ်ဆက်ပြီးတော့လှိမ့်တင်လာကတကိုးပြီးတကိုးသွင်းပြီးတော့1958ခုနှစ်ရဲ့နောက်ဆုံးဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပါတယ်ပီလီရဲ့ဖေဟာစိုးရင်နေတဲ့သူ့မိမကိုသူ့သားက3 ဂိုးတော်သွင်းလိုက်တယ်လို့ဝန်တာအားရလာပြောခဲ့ပါတယ်။ဘာစီနေပြကတော့သူ့အသင်းတွေကိုကစားနေစာအုပ်တွေပေးတာပြိုက်ဖက်အသင်းဆွီဒင်ရဲ့ကစားကွက်တွေကိုပြောပြတာစသဖြင့်နေမအားညမအားလက်ချင်းခိုက်ခဲ့ပါတယ်။ဘာစီအသင်းဟာပြိုက်ဖက်အသင်းဆွီဒင်ရဲ့ကစားနည်းကိုလေ့လာခဲ့ပြီးသတင်းစာရှင်းလင်းပွဲတွင်ဆွီဒင်နေပြကဘာစီအသင်းရဲ့အားနည်းချက်တွေကိုကျွန်တော်တို့သိရှိထားပြီးသူတို့ရဲ့လက်ဘစ်ကစားကွက်တွေဟာလေအလုပ်ဖြစ်မှာမဟုတ်ဘူးလို့ပြောတော့ဘာအစင်းနေပြဟာဒေါသထွက်စာနဲ့ပြန်လှည့်ခဲ့ပါတယ်ပီလီဟာသူ့အဖေနဲ့ဖုန်းပြောတဲ့အခါဆွီဒင်အသင်းကအရန်ကြမ်းတမ်းပြီးစမက်ဖြစ်တယ်ပြောတော့သူ့အဖေကမင်းပြင်တဲ့အသင်းကိုအနိုင်ယူသလိုစိတ်ထဲမှာမှတ်ထားပြီးမင်းရဲ့အသင်းဖော်တွေကိုစိတ်ပတ်အောင်လှုံ့ဆော်ထားလို့ပြောလိုက်ပါတယ်ပီလီဟာထမင်းစားခန်းကိုဝင်လာပြီးဘောလုံးကိုယူကာသူတို့ရှေ့ကဆော့ပြတော့လေးလူးရှုနေခဲ့ပါတယ်ဆက်ပြီးတော့မင်းပြတိုက်ကိုထုတ်ပြကသွားဆော့ကြမယ်ပြောတော့မာဇူလာကမင်းတယောက်တည်းသွားမလို့လားလို့မေးတဲ့အခါအကောင်လုံးတယောက်ကိုတယောက်ကြည့်လိုက်ကြပြီးအားတက်တော့ကထားဆော့ကြပါတော့တယ်စဖုံမှုခန်းလေးကိုရောက်လာကြပြီးအကွက်အလှတွေပြကကိုက်မှုကိုတွားထိပြီးစဖုံမှုကြောက်ရဲ့မျက်နှာကိုတွားကြပါတယ်ဆက်ပြီးတော့ဘောလုံးကိုယူလာကအပြင်ကကစားသမားကြီးပီလီနဲ့တွားတိုးခဲ့ပါတယ်အသင်းဖော်ဒီကဘောလုံးကိုအားနဲ့ထိကန်လိုက်တာပီလီကလိုက်ဖက်တော့ကန်ထိကိုကျသွားခဲ့ပြီးရေကူးမတက်တဲ့ပီလီကိုအသင်းဖော်တဲ့စီယူလာခဲ့ရပါတယ်အခန်းထဲမှာသူတို့တယောက်ကိုတယောက်စားနောက်နေစဉ်နင်းပြကြည့်ဝင်လာတော့တိုက်ဆိုင်တော့ကနေပြကြီးကဆွီဒင်အသင်းကစားတာကိုပဲငါတို့ကြည့်နေလို့မရဘူးသူတို့စီကအရှက်လဲယူကမင်းတို့ခုနကဟိုတယ်မှာကစားခဲ့တဲ့ရင်းထက်ကအစ်မဲ့ကစားကွက်တွေကိုလိုက်ဆော့ကဥရောပကစားကွက်တွေကိုမြစ်ပြပြီးလမ်းဘေးကကစားကွက်လို့သတ်မှတ်ထားကြတဲ့ဘာစီတိုရဲ့ရိုးရာကစားကွက်နဲ့အနိုင်ယူပြလိုက်ကြရအောင်ငါကောက်တွေလို့ပြောကအတက်မဲ့တဲလေးကျင်းခဲ့ကြပါတယ်ပြိုက်သက်တွေပြည့်နေတူပြိုက်ပိကိုရောက်လာတော့ဘာစီအသင်းဟာပြက်ဖက်ဆွီဒင်အသင်းကိုဥဆောင်ကိုပေးလိုက်ရပါတယ်ပြိုက်သက်တွေကလည်းဆွီဒင်နာမည်လို့ယုံကြည်ထားကြပြီးပီလီဟာနေပြားတွေသူ့အဖေပြောခဲ့တဲ့စကားတွေနဲ့အတူစိတ်ထဲမှာစီမျောတော့ကအလင်အခောက်တွေနဲ့ယူဆော်လာကပရိသတ်တွေကလည်းအုံကြွလာပြီးတကူသွင်းလိုက်ပါတယ်ဆက်ပြီးတော့ဆွီဒင်အသင်းကဥဆော်လာကဘာစီခန်စစ်ကဖျက်ချလိုက်ပြီးပီလီကအသင်းသားတွေနဲ့အတူလိန်ခောက်ကဒုတိယကိုသွင်းလိုက်ပါတယ်ဒီလိုနဲ့ဆက်ပြီးတော့9 ကိုတကူနဲ့ဘာစီအသင်းဟာ1958ခုနှစ်မှာဆွီဒင်ကိုအနိုင်ရခဲ့ပြီးဘာစီနိုင်ငံသားတွေရဲ့ပျော်ရွှင်မှုအပိမှုနဲ့အတူပထမဆုံးကမ္ဘာ့ဖလားဆုကိုထိုက်တိုက်ထက်ထန်ဆွဲကိုရရှိခဲ့ပါတယ်